ဘယ်နီးပြရောက်လာမလဲဘလို့နီးပြရောက်လာမလဲဆိုတာထက်ကျွန်တော်ကဘယ်ဟာကိုပို့ပြီးတော့စိတ်ဝင်စားလဲဆိုတော့အခုကျွန်တော် Chelsea အသေးရဲ့ပိုင်ရှင်တွေကြားမှာဖြစ်ပျက်နေတဲ့ Stock Bowling နဲ့ Ekbali တို့ရဲ့ဒီနှစ်ယောက်ကြားအားပြိုင်မှုကိုကျွန်တော်ကပို့ပြီးတော့စိတ်ဝင်စားပါတယ်အဲ့တော့ကျွန်တော်အခုဘာဖြစ်လို့ဒီအကြောင်းကိုပြောရလဲဆိုတော့အခုလက်တလော Enzo Maresca နဲ့ကျွန်တော်တို့ Chelsea အသင်းနဲ့နှစ်ဦးတဘောသူလမ်းခွဲနှုတ်ဆက်သွားပြီးတဲ့နောက်မှာကျွန်တော်ကနီးပြ Maresca နဲ့အသင်းသားတွေနဲ့ဘုတ်အဖွဲ့အကြောင်းကိုကျွန်တော်ကတိတ်ပြီးတော့စိတ်မဝင်စားဘူးဒါကကျွန်တော်တို့ Chelsea အသင်းကြားမှာနှစ်စဉ်နှစ်တိုင်းဖြစ်နေကြဖြစ်တဲ့အတွက်ဒါကပုံမှန်ပဲအဲ့ဒီတက်ကျွန်တော်ပို့ပြီးစိတ်ဝင်စားတာကကျွန်တော်တို့ဒီအသင်းပိုက်ရှင်တွေရဲ့ share ရှင်တွေဖြစ်တဲ့ Top Bowling နဲ့ဒီ Ekbali တို့ကြားကဖြစ်ပျက်ခဲ့တဲ့နောက်ဆက်တွဲသတင်းလေးကိုကျွန်တော်ပြောပြပေးခြင်းနဲ့ Top Bowling ဆိုရင် Chelsea ရဲ့အသင်းပိုင်ရှင်ဆိုပြီးတော့လူသိများပါတယ်အသင်းကိုစဝယ်တုန်းကလည်းအရာအလုံးကိုဦးဆောင်ခဲ့တဲ့သူတယောက်ပါနောက်တစ်ယောက်ကတော့ Ekbaliဒါကတော့ Clear Lake Capital ရဲ့တီထောင်သူဖြစ်ပြီးတော့အသင်းရဲ့ share 60ကျော်ကိုပိုင်ဆိုင်ထားတဲ့အဓိကငွေရှင်ကြီးပါသူကတော့နောက်ွယ်ကနေပို့ပြီးဩဇာညောင်းသူလို့လူသိများပါတယ်အဲ့တော့သူတို့နှစ်ဦးကဘာတွေဖြစ်နေကြတာလဲအခုထွက်ပေါ်နေတဲ့တိကျတဲ့သတင်းအရင်းမြစ်တွေအရတော့သူတို့နှစ်ဦးကြားမှာအသင်းကိုစီမံခန့်ခွဲပုံချင်းမတူတာကြောင့်ပြည်တွင်းစစ်တပ်ဖွဲ့ဆက်ဆံရေးတင်းမာနေတယ်လို့သိရပါတယ်။ Top Bowling ကအသင်းရဲ့အားကစားရေးရာတွေမှာသူ့ရဲ့အခမ်းကဏ္ဍကိုဆက်ထိန်းထားခြင်းပဲ။ Ekbali ဦးဆောင်တဲ့ Clear Lake ဘက်ကတော့အသင်းရဲ့စီမံခန့်ခွဲမှုပိုင်းကိုပို့ပြီးတော့ထိန်းချုပ်ချင်နေကြတာပါ။အဲ့တော့သူတို့နှစ်ဦးကြားမှာအဓိကဘာဖြစ်နေလဲဆိုတော့ကစားသမားရွေးချယ်မှုတွေနီးပြရွေးချယ်မှုတွေနောက်ပြီးတော့အသင်းရဲ့ရေရှည်စီမံကိန်းတွေကိုသူတို့နှစ်ဦးကသဘောထားကွဲလွဲနေတာပဲဖြစ်ပါတယ်အဓိကအကြောင်းရင်းနီးပြ Enzo Maresca ကျွန်တော်တို့ Chelsea အသင်းကနေထွက်သွားရတဲ့အဓိကအကြောင်းရင်းက Top Bowling နဲ့ Ekbali တို့ရဲ့အဓိကပြည်တွင်းစစ်ဖြစ်နေတဲ့သဘောမျိုးပါပဲအဲ့ဒါကြောင့်ပဲEnzo Maresca တစားခံဖြစ်ခဲ့ရတယ်လို့ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်အဲ့တော့ Top Bowling က Ekbali ရဲ့ share ကိုပြန်ဝယ်ပြီးအသင်းကိုအပြည့်အဝထိန်းချုပ်ဖို့စ조사နေတယ်လို့ပဲ Ekbali ဘက်ကလည်းသူတို့ရဲ့ share တွေကိုမရောင်းတဲ့အပြင် Top Bowling ရဲ့ share တွေကိုပါထပ်ဝယ်ဖို့အဆင်သင့်ရှိနေတယ်လို့သတင်းတွေကထွက်ပေါ်နေပါတယ်ဒါကတော့ကျွန်တော်နီးပြအပြောင်းလဲတွေနဲ့ဆန္ဒမာဒီအပြောင်းအရွှေ့ရောက်ပြီဆိုရင်အများအားကြားနေရတဲ့ကောလာဟာလာတွေလို့ဆိုနိုင်ပေမဲ့ဒီတစ်ခေါက်ကတော့ကောလာဟာလာတွေထပ်ပိုနိုင်ပါတယ်အဲ့တော့ကျွန်တော် Chelsea ပရိသတ်တွေရဲ့အမြင်ကတော့ဘယ်လိုရှိနေမလဲဆိုတာကိုကျွန်တော်တစ်ချက်ပြောပြပေးမယ်ကျွန်တော်အပါဝင်ပေါ့အခုလက်ရှိအသင်းပိုင်ရှင်တွေကြားမှာဖြစ်ပေါ်နေတဲ့ပြဿနာကြောင့်ကျွန်တော်ကတော့ကျွန်တော် Chelsea အသင်းရဲ့ရလက်ပေါ်ကိုပဲဓာတ်ရိုက်ထိခိုက်သွားမှာကိုကျွန်တော်ကတော့စိုးရိမ်နေကျွန်တော်အခုလက်ရှိအခြေအနေတွေဒီအသင်းပိုင်ရှင်တွေရဲ့တင်းမာမှုတွေကပဲကျွန်တော်ဒီနီးပြ Enzo Maresca နဲ့ကျွန်တော် Chelsea အသင်းကကစားသမားတွေအပေါ်ကို PR ကရောက်လာခဲ့တယ်လို့ပဲကျွန်တော်ကတော့သုံးသပ်ချင်တယ်ဒါကကစားသမားတွေမှာကောနီးပြ Enzo Maresca မှာရောအပြစ်မရှိဘူးလို့ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ဘာဖြစ်လဲဆိုတော့အဓိက share ရှင်ကြီးနှစ်ဦးဖြစ်ကြတယ်ဒီ Top Bowling နဲ့ဒီ Ekbali တို့ရဲ့ဆက်ဆံရေးတင်းမာမှုကပဲဒီလိုအခြေအနေတွေကိုဖန်တီးလာစေခဲ့တယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ဘာဖြစ်ဖြစ်အခုလက်ရှိမှာတော့ကျွန်တော် Chelsea အသင်းအနေနဲ့ကနီးပြ Enzo Maresca နဲ့လည်းနှစ်ဦးတဘောသူလမ်းခွဲပြီးပါပြီ official page တွေမှာလည်းမနေ့ကတည်းကဒီ officially ထွက်သွားတဲ့အကြောင်းကို farewell လုပ်ပြီးသွားတာဖြစ်တဲ့အတွက်နီးပြ Enzo Maresca ကတော့ကျွန်တော် Chelsea အသင်းနဲ့ဒီဘဝဒီညရေစက်ကတော့ဒီလောက်ပဲပါခဲ့တယ်လို့ပဲပြောရမှာပါအဲ့တော့ကျွန်တော် Chelsea အသင်းကိုနီးပြ Enzo Maresca ကင်တွယ်ခဲ့တဲ့2နှစ်ပြည့်ကန်ဒီကာလအတွင်းပေါ့နော်ကျွန်တော်တို့ Champions League ဝင်ခွင့်ပြန်ရခဲ့တယ်ဥရောပတိုက်တယ်တစ်ခုဖြစ်တဲ့ဒီ Conference League ကိုကျွန်တော်တို့ရရှိခဲ့တယ်ကျွန်တော် Chelsea အသင်းရရှိခဲ့တယ်ပေါ့နောက်ပြီးတော့ဟို major title လို့လည်းပြောလို့ရတယ် Club World Cup FIFA Club World Cup ဆိုတဲ့ title ကိုလည်းကျွန်တော်တို့ရရှိခဲ့တယ်ဒါတွေကကျွန်တော် Enzo Maresca နဲ့ကျွန်တော် Chelsea အသင်းရဲ့ကစားသမားတွေကကျွန်တော်တို့ကိုရယူပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့နီးပြ Enzo Maresca အနေနဲ့ကျွန်တော်တို့ Chelsea အသင်းမှာရှိနေတဲ့အချိန်ကာလအတွင်းသူဆွမ်းဆောင်ပေးခဲ့တဲ့အရာတွေအတွက်ကျွန်တော်တို့တွေကကျေးဇူးတင်ရမယ်မဖြစ်မနေကိုကျေးဇူးတင်ရမယ်ဘာဖြစ်လဲဆိုတော့သူကျွန်တော်တို့ Chelsea အသင်းကိုဆွမ်းဆောင်ပေးခဲ့တာကနှိမ့်ကျသွားတာမျိုးမဟုတ်ဘူး Chelsea အသင်းအနေနဲ့ရှိတဲ့အနေအထားတစ်ခုကိုရောက်အောင်သူဆွမ်းဆောင်ပေးသွားနိုင်ခဲ့တယ်လို့ပဲကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ကျွန်တော်အခုပြောပြသွားတဲ့အကြောင်းအရာကတော့ကျွန်တော် Chelsea အသင်းမှာဖြစ်ပေါ်နေတဲ့ကျွန်တော်တို့ Chelsea အသင်းရဲ့အသင်းပိုင်ရှင်တွေကြားမှာပုတ်တိုက်မှုတွေဖြစ်ပွားနေတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးသွားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော် Chelsea fan ညီအကိုတွေကရောကျွန်တော်ပြောပြပေးသွားတဲ့အကြောင်းအရာလေးကိုဘယ်လိုမြင်လဲ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့လို့ရပါတယ်ကျွန်တော်ပြောသားတဲ့အထက်မှာလိုအပ်တာတွေအမှားတွေရှိရင်လည်းတောင်းပန်ပါတယ်ဘောလုံးပွဲတွေကို online နဲ့ယုံကြည်စိတ်ချလက်ချစော့ကစားခြင်းနဲ့ဆိုရင်ကျောစီမာလာကိုစော့ကစားဖို့ဖိတ်ခေါ်ချင်ပါတယ်ငွေသွင်းငွေထုတ်မြန်ဆန်မှန်ကန်မှုတော့အာမခံပါတယ် Viber Telegram နံပါတ်39 4400 16648မှာအကောင့်တစ်ဖွင့်ပြီးဆက်သွယ်စော့ကစားလို့ရပါတယ်ဖုန်းနံပါတ်ကတော့39 4433 16648ပဲဖြစ်ပါတယ်မြန်မာကျပ်ငွေထိုင်းဘတ်ငွေ2မျိုးလုံးနဲ့စော့လို့ရပါတယ်